မင်္ဂလာပါရှင်အခုဆိုလို့ရှိရင်ညီမတို့ဒီ restaurant ကိုကွန်ပျူတာနဲ့ကောဒီပေါ့နော် tablet တွေနဲ့ကောဖုန်းတွေနဲ့ရောပေါ့နော်အသုံးပြုတဲ့နည်းလေးကိုတစ်ချက်ပြပေးမှာပေါ့အခုဆိုရင်ညီမဒီဖုန်း tablet ကနေပြီးတော့မှ restaurant software လေးတစ်ချက်ဝင်လိုက်မယ်ဝင်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ waiter ရဲ့ user name password လေးနဲ့တစ်ချက် login လေးဝင်လိုက်ရင်ရပြီဒါဆိုလို့ရှိရင် software ထဲမှာကိုယ့်ရဲ့စပွဲဝိုင်းပုံစံလေးတွေပေါ့ကွန်ပျူတာတွေကအတိုင်းလေးတစ်ချက်ပေါ်လာမှာအဲ့ဒီထဲမှာကိုကဒီပေါ့နော်ဘယ်ဝိုင်းကို order မှာလဲပီဆိုတဲ့ဝိုင်းနဲ့ order မှာမယ်ဆိုရင်ပီဆိုတဲ့ထဲလေးကိုတစ်ချက်ဝင်လိုက်မယ်အဲ့ဒီထဲကနေမှ P01 နဲ့လေးကိုတစ်ချက်သွားလိုက်မယ်အဲ့ဒီမှာကိုယ့်ရဲ့ menu category တွေကနေပြီးတော့မှဘယ် menu တွေ order မှာလဲတစ်ချက်ရွေးပြီးတော့မှ order ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရုံပဲorder နှိပ်လိုက်တာနဲ့ဒီဝိုင်းမှာလူရှိလာမှာပေါ့နော်ဒီမှာ waiter ကွန်ပျူတာမှာလည်းဒီဝိုင်းမှာလူရှိရဲဆိုပြီးတော့မှပြပေးမယ်အဲကနေပြီးတော့မှညီမတို့ကဒီ tablet ကနေပဲငွေရှင်းခွင့်ပြုချင်နေဆိုရင်လည်းငွေတွေရှင်းလို့ရတယ်ဒါမှမဟုတ်ဘူးဒီဘေးရှင်းရုံပဲဆိုရင်ဘေး alert တွေပါပို့လို့ရမယ်ခုလောလောဆယ်ငွေရှင်းတဲ့ဥစ္စာလေးတစ်ချက်နှိပ်ပြလိုက်မယ်အဲဒီမှာ cash ကိုနှိပ်ပြီးတော့မှဘာသာဝိနာ tablet ကနေပြီးတော့မှဘန်ချာတွေထုတ်ခွင့်ပြုချင်လေရတယ်မထုတ်ချင်လေရတယ်ပေါ့နော်ခုညီမကတော့ yes လေးတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီဝိုင်းကငွေရှင်းပြီးသွားပြီပေါ့အခုလိုမျိုးငွေရှင်းပြီးသွားပြီဆိုလို့ရှိရင် software ထဲမှာညီမတို့ report ဆိုတဲ့ function လေးပါတယ်အဲ့ဒီ report ဆိုတဲ့ function လေးမှာကကြတော့ anti-fine button လေးကိုနှိပ်ပြီးတော့မှ waiter တဦးချင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုယ့်ရဲ့ sale report တွေကိုအချိန်တွေ date တွေနဲ့အသေးစိတ်တွေရှာကြည့်လို့ရတယ်အခုဒီမှာရှာကြည့်လိုက်တယ်ဆိုရင်ဒါဆိုရင်တစ်နေ့တာအတွင်းကိုရောင်းရတဲ့ငွေအမောက်အချုပ်တွေကိုလည်းကြည့်လို့ရတယ်ဒါအပြင်မှာလုံးပေါင်းတိုတယ်ပုံစံမျိုးကြည့်ချင်နေဆိုရင်ဘယ် category တွေကဘာတွေရောင်းထားလဲပေါ့နော်အချုပ်ပုံစံမျိုးကြည့်လို့ရတယ်ဒီမှာဆိုရင် T line တွေကနေပြီးတော့မှဘာဘယ်နှခွက်auto ပေါ့နော်အကုန်အသေးစိတ်လေးကိုယ့်ရဲ့ menu စုစုပေါင်းတိုတယ်ရောင်းအောင်ဝါစာအသေးစိတ်လေးကြည့်လို့ရပါတယ်ရှင်